အားလုံးပဲမင်္ဂလာပါ Shine Engineering Group မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုကြိုက်ပြပေးထားတာလေးကတော့ Samsung Diamond Drum ပေါ့နော် 7.5 kg လေးကိုကျွန်တော်တို့ပြင်ထားတာလေးကိုရိုက်ပြပေးထားတာလေးဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ပြင်ထားတာလေးကိုအဓိကရိုက်ပြတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဗာလဲဆိုတော့ customer ကလုံးဝပေါ့နော်အတန်ရှင်းနဲ့ကြိုက်တယ်ပြီးတော့ကျွန်တော်ရေဆိုမှာပေါ့နော်ရေဝင်မှာဆိုရအတန်ကြီးတက်မှာဆိုတော့ကျွန်တော်ဒီကောင်လေးကဘေးကနေကျွန်တော်တို့ parking ပေါ့နော် stress နဲ့ဒီကောင် parking လေးပတ်ပေးတာလေးကိုကျွန်တော်ရိုက်ပေးရဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးဆိုရင်ကျွန်တော်တို့ origin နဲ့ parking လေးပုံစံမျိုးပေါ့နော်တိတ်အကြီးကတ်ထားတဲ့ပုံစံလေးတန်းဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့ဒီကောင်ကိုပတ်လဲကျွန်တော်တို့လုံးဝအပြည့်ပြန်ပြီးတော့ကတ်ပေးတာလေးကိုကျွန်တော်ဗီဒီယိုရိုက်ပေးထားတာလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်စီရန်စာပေမှာဆိုရင် Aircon brand မျိုးစုံလည်းရရှိနိုင်ပါတယ်ရေကတစ်တာပြပြနေတာဖြစ်ဖြစ် Wish Shot Set ပြပြနေတာဖြစ်ဖြစ်ကျွန်တော်တို့ Shine ကွန်စီရန်စာပေကိုခေါ်ဆိုပြီးတော့ဆောင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်စီရန်စာပေကိုခေါ်ဆိုရမယ့်ဖုန်းနံပါတ်ကတော့2668546339 3998514999ဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းတို့ဤစိတ်ချမ်းသာမှုကိုကျွန်တော်တို့ Shine Engineering Group ကအမြဲတမ်းအသင့်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာစိတ်ချမ်းသာမျိုးလို့လည်းပြေဝယုံကြည်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးပဲအထူးတင်ရှိပါတယ်ခင်ဗျာ